1968 ခုနှစ်ရဲ့တညမှာတော့လူငယ်လေး Iris နဲ့သူ့ရဲ့စိတ်ဆက်ထားသူ Paul ဟာ Skyview စားတော့ဆိုင်တဲ့ဖွင့်ပွဲကိုပျော်ပျော်ပါပါတက်ရောက်ခဲ့ကြတယ်။အဲ့ဒီညက Paul ဟာ Iris ကိုလက်ဆွဲပေးပြီးချစ်သက်တွေထူခဲ့ပြီးမဲ့အဲ့ဒီချိန်မှာပဲ Iris ဟာကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုအာယုံထဲမှာမြင်လိုက်ရတယ်။အပေါ်ထက်ကကောင်းလေးတစ်ယောက်ပစ်ချလိုက်တဲ့အကျွေစီလေးဟာတေးမင်းကပဲလမ်းညွန်ပေးနေတယ်လို့မျိုးလေးဝင်လေးထွက်ဆက်ထဲကိုတက်တယ်မတ်မှကျသွားတာပါ။အဲ့ဒီအကျွေစီလေးကြောင့်ပန်ကားလွတ်တီရက်တန်သွားပြီးဖန်တားပင်ဒီအကွဲလာခဲ့တယ်။အထဲမှာခါခုံနေကြတဲ့သူတွေဟာသူတို့ခြေတော့အောင်မှတေးမင်းကစောင့်ကြိုနေတာကိုလုံးဝမသိခဲ့ကြဘူး။ရုတ်တရက်ဆိုသလိုတဲ့တန်းပေါင်းလီကျိုးကြမူလီတွေပြုတ်ထွက်ပြီးဖောဟာ Iris ရဲ့လက်ထက်ကနေချောထွက်ကအောက်ကိုပြုတ်ကျသွားခဲ့တယ်။အဲဒီနောက်မှာတော့ပောက်ကွဲမှုတွေမီးလောင်မှုတွေနဲ့အတူလူပေါင်းများစွာတေဆုံးခဲ့ရပြီး Iris တယောက်ပဲကန်ကောင်းထောင်မစွာလွတ်မြောက်ခဲ့တာပါ။ဒါပေမဲ့ဒါဟာတကယ်အမှန်တရားလားဆိုတာကတော့မိခွန်းထုတ်เสียဖြစ်လာလေ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် Stephanie ဆိုတဲ့ကောင်မလေးဟာအတန်းထဲမှာအိမ်မဆိုးဒီခဏခဏမှပြီးလက်နိုးလာတဲ့တဲ့အိမ်မက်ထဲမှာ Iris ဆိုတဲ့အမျိုးသမီးတယောက်ရဲ့ကြောက်စရာကောင်းတဲ့ဖြစ်ရဆိုးတွေကိုထပ်ခါတလဲလဲမြင်နေရတာပါ။နောက်ပိုင်းမှာသူစုံစမ်းကြည့်တော့မှ Iris ဆိုတာတကယ်တော့သူ့ရဲ့အဖွားဖြစ်နေပြီးအဲ့ဒီစားတော့ဆိုင်ဖြစ်ရဆိုးမှာတီမင်းရဲ့အစီအစဉ်ကိုကြိုးမြင်ပြီးလူပေါင်းများစွာကိုကယ်တင်ခဲ့သူဖြစ်နေတာကိုသိလိုက်ရတယ်။ Iris ဟာတီမင်းရဲ့အစီအစဉ်ကိုဖျက်ဆီးခဲ့တဲ့အတွက်တီမင်းကသူ့ကိုတော့သူ့ရဲ့မျိုးဆက်တွေကိုပါအညိုးတကြီးလိုက်လံအမဲလိုက်နေတာပါ။ Iris ဟာတီမင်းရဲ့အကြံစီတွေကိုရှောင်လွှဲဖို့အတွက်ဒေါ်ထက်ကအင်္ဂလိပ်တလုံးထဲမှာထောင်ချောက်တွေအကားကွယ်တွေနဲ့နှစ်ပေါင်20ကြာအောင်အပြည့်မထက်ပဲပုံနေခဲ့ရတယ်။ Stephanie ကအဖွားဖြစ်သူစီကိုတောက်ရောက်တွေ့ဆုံတဲ့အခါမှာတော့ Iris ကသူ့ရဲ့အစွမ်းတွေကို Stephanie စီ lesson ကန်ပေးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ Stephanie ကဓာတ်တွေကိုမယုံကြည်ပဲအိမ်ကနေထွက်သွားဖို့ပြင်ဆင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲတေမင်းကလက်ဦးမှုယူလိုက်ပါတယ်။ Iris ဟာ Stephanie ကိုကယ်တင်ဖို့အတွက်အတင်းကိုခြေလန်းတလန်းလန်းလိုက်ကားနေတဲ့တေမင်းရဲ့ကြွကွင်းထဲကိုတက်တိုးပြီးထူးဆန်းတဲ့မတော်တဆမှုနဲ့အသက်ဆုံးရှုံးသွားခဲ့ရတယ်။အဲ့ဒီနောက်မှာတော့တေမင်းရဲ့အစီအစဉ်ဟာ Stephanie ရဲ့မိသားစုဝင်တွေစီကိုဦးတည်လာပါတော့တယ်။တယောက်ပြီးတယောက်ဟာထူးဆန်းပြီးကြောက်စရာကောင်းတဲ့ပုံစံမျိုးစုံနဲ့တည်ဆုံလာကြတယ်။စားတော့ပွဲတစ်ခုမှာရေခဲတုံးထဲပါလာတဲ့ဖန်စီကြောင့်လိမ့်ပိန်းနေတာမျက်ရည်စက်ထဲကိုထူးဆန်းစွာပြုတ်ကျပြီးအသက်ပြောက်တာစီယုံက MRI ဆက်ရဲ့ထန်းလိုက်တာကြောင့်တန်ပစ္စည်းတွေနဲ့ရိုက်မိပြီးတေးဆုံးလာစားတဲ့ဖြစ်ရတွေဟာရင်းတထိထိနဲ့ကြည်ရတာပါ။ Stephanie ဟာတီမင်းရဲ့အစင်းလိုက်တက်ဖြန့်မှုကိုတားဆီးဖို့ကြိုးစားခဲ့ပြီးမှတီမင်းကတော့သူ့ထက်ချီတလန်းအမြဲတာနေခဲ့တယ်။နောက်ဆုံးမှာတော့ Stephanie နဲ့ Charlie ပင်ကြံပါတော့လေ။သူတို့ဟာတီမင်းကိုအနမ်းယူဖို့အတွက် Iris ရေးခဲ့တဲ့မတန်စာအုပ်ထဲကနီလန်းတွေကိုလိုက်နာပြီးအသက်ရှင်ဖို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့တီမင်းရဲ့ကစားပွဲကသူတို့ထင်ထားတာထက်ပိုပြီးနှက်နေပါတယ်။အိမ်မက်ထဲကမြင်ကွင်းတွေဟာတစ်ခုပြီးတစ်ခုတကယ်ဖြစ်လာပြီး Stephanie ရဲ့မိခင်တောင်တီမင်းလက်ကနေမလွတ်မြောက်ခဲ့ပါဘူး။ဇလန်းရဲ့အဆုံးသတ်မှာတော့ Stephanie နဲ့ Charlie တို့ဟာအသက်ရှင်ကျန်ရစ်သူတွေလို့ထင်ရပေမဲ့သူတို့ရှောင်လွဲလို့မရတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရလေ။အဲ့ဒါကတော့သူတို့ဟာနိပညာရခဏတာတတိလက်သွားတာမျိုးပဲရှိခဲ့ပြီးတကယ်တမ်းအသက်တွေဆုံးပြီးမှပြန်ရှင်လာတာdie and come back မဟုတ်တဲ့အတွက်ဒီမီးရဲ့စရင်ထဲမှာသူတို့နာမည်တွေရှိနေစေပဲဆိုတာပါပဲဇလန်ဟာအဆုံးသက်သွားပြီးမဲ့သူတို့ရဲ့ရှေးမှာတော့တချိန်ထွေးမောင်းနေလာတဲ့ယထာကြီးနဲ့အတူဒီမင်းကပြုံးပြီးစောင့်ကြိုနေပါတော့တယ်တကယ်ကိုရင်းသုံးစရာကောင်းတဲ့ဒီဇလန်ကတော့ကံကြမ္မာကိုဘလောက်ပဲရှောင်လွဲပါစေဒီမင်းကတော့သူ့ရဲ့အကျွေးကိုအတိုးနဲ့တကွပြန်တောင်းတတဲ့ဆိုတာကိုပြသသွားတာပဲဖြစ်ပါတယ်နောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်အကျဉ်းချုပ်တွေကိုထပ်ပြီးကြည့်ချင်တဲ့ရင်ဒီ channel လေးကို subscribe လုပ်ထားကြပါအောင်နော်